Hello everyone အားလုံးပဲမင်္ဂလာပါဒီနေ့ teacher တို့ဒီ video ထဲမှာဒီနေ့ video မှာ teacher တို့ဘာတွေလေ့လာကြမလဲဆိုလို့ရှိရင် verb to be အကြောင်းတွေ teacher တို့လေ့လာကြမယ်ပေါ့နော်ဆိုတော့ဒီနေ့ video ထဲမှာဆိုလို့ရှိရင် teacher တို့ကverb to be အကြောင်းကိုမသင်ခင်မှာအရင်ဆုံးဒီ verb to be နဲ့ပတ်သက်ပြီးတော့မှ helping verb တွေနဲ့ပတ်သက်ပြီးတော့မှဘယ်လောက်ထိနားလည်ထားရဲဆိုတာတွေကို teacher knowledge check အနေနဲ့ quiz လေးနည်းနည်းပါးဖြေမယ်ပြီးလို့ရှိရင် teacher တို့ verb to be ကိုမသွားခင်မှာ verb တွေရဲ့form နဲ့ tense အကြောင်းကိုတချို့ကနည်းနည်းပါ sharing လုပ်မယ်အဲ့ဒါပြီးလို့ရှိရင်တချို့ verb to be အကြောင်းကိုတချို့အနေချင်းတင်ပါမယ်ပြီးလို့ရှိရင်နောက်ဆုံးအနေနဲ့ဒီ video lesson ကနေပြီးမှကိုဘယ်လောက်ထိမမိသွားလဲဆိုတော့တချို့ quiz တွေဖြေပါမယ်ဒီ video ထဲမှာဆိုတော့တချို့ lesson လေးတစ်ချက်စလိုက်ရအောင်ဆိုတော့အရင်ဆုံး quiz လေးဖြေကြည့်အောင် How many types of helping verbs are there? Helping verb တွေဘယ်နှမျိုးရှိရဲလို့သိထားလဲ A 4 B 6 C 5ဘယ်နှမျိုးရှိရလို့ထင်လဲဟုတ်ပါတယ်၄မျိုးရှိပါတယ် helping verbs ၄မျိုးရှိပါတယ်နောက်တစ်ခု what do helping verbs do helping verb တွေကဘာတွေလုပ်တယ်တဲ့ A show actions B support main verbs C help adverbs A ကတော့ action တွေကိုပြတယ်တဲ့ helping verb တွေက B က main verbs တွေကိုသူကကူညီပေးတယ်ပေါ့နော်နောက် C ကကြတော့ adverbs တွေကိုသူကကူညီပေးတယ်တဲ့ဆိုဘယ်အဖြေလဲအဖြေမှန်ကဘယ်တစ်ခုလဲဟုတ်ပါတယ် support main verbs ပါ helping verb တွေအလောက်ကပါလဲဆိုလို့ရှိရင် main verb တွေကိုသူက support ပေးတာပါသူကူညီပေးတယ်ပေါ့နော်သူအကူကရိယာပေါ့မြန်မာလို့ဆိုလို့ရှိရင် How many words are in verb to be verb to be ထဲမှာစကားလုံးဘယ်နှလုံးပါတယ် verb to be မှာ verb to be ဘယ်နှလုံးရှိရလို့ထင်တယ် A 5 B 8 C 10ရှစ်လုံးရှိပါတယ်အားလုံးပေါင်းရှစ်လုံးရှိပါတယ် verb to be อ่ะเนาะခဏနေချတို့ဒီ video ထဲမှာလေ့လာရမှာဖြစ်ပါတယ်ကဲအဲ့ဒီမှာဒီ sentence 3ချောင်းရှိရပေါ့เนาะ A B C sentence 3ချောင်းထဲမှာအမားတဲ့ sentence က2ချောင်းပါတယ်ပေါ့နော်အဲ့မှာအမှန်ကတစ်ချောင်းပဲရှိရယ်ဘယ်တစ်ချောင်းကမှန်တယ်လို့ထင်လဲ A she is sleep in the classroom B she is sleeping in the classroom C she sleeping in the classroom ဆိုတော့ဘယ်စာချောင်းကိုမှန်တယ်လို့ထင်လဲတကယ်လို့အချိန်လိုရယ်ဆိုရင် video pause လုပ်ထားလို့ရပါတယ်ဖြစ်မှာ B she is sleeping in the classroom မှာ okay, number 5 choose the correct answer Lucy beautiful B Lucy is beautiful ဘယ်စာကြောင်းမှန်တယ်လို့ထင်လဲ Lucy is beautiful မှန်ပါတယ် okay နောက်ဆုံးတစ်ခု choose the correct answer David a student နဲ့ B David is a student ဘယ်စာကြောင်းမှန်တယ်လို့ထင်လဲB David is a student ကမှန်ပါတယ်ဆိုတော့ teacher တို့အခုverbs တွေရဲ့ forms အကြောင်းနဲ့ tenses အကြောင်းလေးကို teacher တို့သင်မယ်ပေါ့နော်ဒါမှပဲ verb to be ကိုဘာကြောင့်မလို့လို့လဲ verb to be ကသူ helping verb ဖြစ်တဲ့ verb to be ရဲ့လုပ်ဆောင်ချက်ကဘာလဲဆိုတာသိရမှာပေါ့နော်အရင်ဆုံး verbs တွေရဲ့ forms နဲ့ tense ကိုလေ့လာရပါမယ်ဆိုတော့အရင်ဆုံးပေါ့နော်ဒီကမှာbut helping verb ၄မျိုးရှိရလို့ပြောထားတယ်အဲ့ဒါတွေဘာလဲဆိုရင် verbs to be verbs to do verbs to have and modal verbs တွေပေါ့နော်ဆိုတော့အတိစိတ်သိရှင်နေဆိုလို့ရှိရင်တော့ဘယ်now video တွေမှာတစ်ချက်ဆက်ပြီးတော့မှသင်ပေးမယ်ပေါ့နော်အဲ verbs to be တွေကဘာလဲ verb to do တွေကဘာလဲ have တွေကဘာလဲ modal verb တွေကဘာလဲဆိုတော့နောက် video မှာတစ်ချက်ဆက်ပြီးတော့မှတစ်ချက် sharing လုပ်ပေးပါမယ်ဆိုတော့နောက်တစ်ခုဒီအားလေးကြည့်အောင်verb တွေမှာပေါ့နော် verb မှာ main verb နဲ့ heavy verb နဲ့မျိုးရှိရဲအဲ့ဒီနှစ်မျိုးစလုံးမှာတချို့မှာဘာရှိလဲဆိုလို့ရှိရင် form နဲ့ tense တွေရှိရဲပေါ့နော်သူမှာ form ရှိတယ်ပြီးလို့ရှိရင်သူမှာ tense လေးတွေရှိပါတယ်ဆိုတော့အရင်ဆုံး form ကိုတချို့ကြည့်အောင်ဆိုတော့ forms ကဘာလဲပုံစံပေါ့နော် verb မှာသူကပုံစံ၄မျိုးရှိရဲverb 1 verb 2 verb 3 verb ing ဆိုပြီးတော့မှပုံစံ၄မျိုးရှိတယ်ပေါ့နော်ဆိုတော့ဥမာဆိုရှင် go ဆိုရဲသွားတယ်ဆိုရဲ verb ကိုကြည့်လိုက်သူရဲ့ verb 1 form က go သူရဲ့ verb 2 form က went verb 3 form ကgone ဖြစ်သွားတယ် verb ing form က going ဒါ irregular
verb form ပေါ့နော်ဒါ regular verb form ကကြတော့သူ verb 2မှာဆိုပါထည့်ပေးလိုက်ရုံပဲဆို ed ထည့်ပေးတဲ့ပုံစံလေးတွေ ing ထည့်ပေးတဲ့ပုံစံလေးတွေပေါ့နော်ဒါမျိုးတွေကတော်တော်များတော့ကျောင်းမှာသင်ဖူးပြီးသားဖြစ်မှာပေါ့နော်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင် form လို့ခေါ်တယ်ပေါ့နော်ဆိုတာဒါကသူ့ရဲ့ form ကဘယ်နှမျိုးရှိလဲဆိုရင်၄မျိုးရှိရလို့မှတ်ထားလို့ရပါတယ်နောက်ကြတော့ thanks လေးတွေကြည့်အောင် thanks လို့ပြောလိုက်လို့ရှိရင် tenses ကဘယ်နှမျိုးရှိလဲဆိုလို့ရှိရင်အနည်းဆုံးအားလုံးပေါင်းလိုက်တော့12မျိုးပေါ့ဒါပေမဲ့ရေပုံရအားဖြင့်အဓိက tense က3မျိုးရှိရယ် tense ဆိုတာဘာလို့ပြောရလဲဆိုရင်အချိန်ကာလပေါ့နော်အချိန်ကာလပေါ့ဥပမာဆိုရင် past tense ဆိုတာအတိတ်ကာလကိုပြောတာအတိတ်ဆိုတာဘာဖြစ်သွားပြီလဲဆိုရင်ပြီးသွားပြီပြီးခဲ့တဲ့ action လေးတွေပြောမယ်ဆိုလို့ရှိရင်သူအတိတ်ကာလကိုသုံးပါပေါ့နော် past tense ကိုသုံးမယ်တကယ်လို့လက်ရှိပြစ္ဆုတ်ပံဖြစ်နေတဲ့အခုထိဖြစ်နေစေဟာလေးပြောမယ်ဆိုလို့ရှိရင် present tense ကိုသုံးမယ်ပေါ့နော်ပြစ္ဆုတ်ပံကာလပေါ့ဒါသူ့ရဲ့အခုလက်ရှိကာလပေါ့ future tenses တွေကကြတော့ဘယ်လိုမျိုးလဲဆိုရင်မဖြစ်သေးတဲ့ဟာလေးတွေကိုပြောမယ်ဆိုလို့ရှိရင်သူက future tense ကိုသုံးတယ်ပေါ့နော်ဆိုတော့future past တွေ present yes future ရဲ့အဲ့ဒီ၃မျိုးကနေပြီးတော့မှနောက်ထပ်꿰သွားတဲ့၄မျိုးထပ်ရှိသေးတယ်ပေါ့နော်ဥပမာဆိုရင်ဘယ်လိုမျိုးလဲဆိုတော့ past simple past continuous past perfect continuous present simple present continuous present perfect continuous ဆိုပြီးတော့မှအဲ့လိုမျိုးလေးတွေ꿰သွားတာလေးလည်းထပ်ရှိသေးတယ်ပေါ့နော်အဲ့ဒါကိုနောက်ဗီဒီယိုမှာတစ်ချက်ဆက်ပြီးတော့မှသင်ပေးပါမယ်ဆိုတော့ loss ရဲ့ form ရှိမယ် tense ရှိမယ်ပေါ့နော် tense မှာဒီဟာလေးတွေရှိတယ်လို့အရင်ဆုံးတည်ထားရင်ရပြီပေါ့နော်ဆိုတော့ဆက်ကြည့်အောင်ဆိုတော့form နဲ့ tense ရဲ့ဆက်နွယ်မှုတစ်ချက်ကြည့်အောင်တချို့တို့ simple လို့ပြောလိုက်လို့ရှိရင်တချို့တို့ verb ကိုသုံးမယ်ဆိုရင် verb form တွေက verb 1နဲ့ verb 2ကိုတချို့တို့သုံးမယ်ပေါ့နော်တချို့တို့ဥမာဆိုရင် go ဆိုရှင် go နဲ့တချို့ sentence လုံးမယ်ဆိုရင် go နဲ့တချို့တို့ want ကိုသုံးမယ်ပေါ့နော် go နဲ့ want ကိုသုံးမယ်ဆိုရှင်ဒါတချို့တို့ဘယ် tense ကိုသုံးတာလဲဆိုရင် simple tense တွေက simple past simple present tense simple past tense ကိုသုံးတာပေါ့နော် form မှာတော့ verb 1နဲ့ verb 2 form ကိုသုံးတယ်ပေါ့ဆိုတော့now verb 3ကကျတော့ perfect tense ပေါ့ perfect tense ကတော့ verb to have ပေါ့နော်အဲ့ဒါမတင်ရသေးဘူးပေါ့အဲ့ဒီ verb to have နဲ့တွဲတယ် verb have plus verb 3ပေါ့ဆိုတော့ဥမာဆိုရင်တချို့တို့က have gone ပေါ့နော် have gone ဆိုပြီးတော့မှရေးမယ်ဆိုရင်ဒါတချို့တို့ perfect tense ကိုသုံးထားတာပြီးတော့ verb form အနေနဲ့ verb 3ကိုသုံးထားတယ်ပေါ့နော်အခုတချို့ဒီကတိရမှာတော့ continuous ပေါ့နော် continuous လို့ပြောလိုက်လို့ရှိရင်ဘာလဲဆိုရင် verb ing form continuous လို့ပြောလိုက်တာ ਨੇ verb ing form ကိုကြည့်ရမှာပေါ့နော်သူကကြတော့ဘာနဲ့တွဲလဲဆိုရင် be အခုတချို့လေ့လာမယ် verb to be နဲ့တွဲတယ်ပေါ့နော်ဆိုတော့ form နဲ့ tense ရဲ့ဆက်နွယ်မှုကဒီလိုလေးရှိပါတယ်လို့အနေချင်းမှတ်ထားရင်ရပါပြီဆိုတော့ဆက်ကြည့်ရအောင်ကျွန်တော်တို့အခု continuous tense ကိုလေ့လာမယ်ပေါ့နော် continuous tense verb ing form နဲ့ verb to be နဲ့ကချိတ်ဆက်မှုအများကြီးရှိပါတယ်ဆိုတော့ verb ing သုံးမယ်ဆိုရှင်ဘာလို့လဲဆိုရင် verb to be လိုပါတယ်ဆိုတော့ verb to be ရဲ့အကြောင်းလေးကိုကြည့်ရအောင်လေစပြီးတော့မှလေ့လာကြည့်ရအောင်နော်ဆိုတော့ verb to be မှာဆိုရှင်ဘာတွေပါမလဲဆို am is our was will be being ဆိုပြီးတော့မှပါတယ်ပေါ့နော်အဲ့မှာ verb to be ရဲ့ verb 1 form က verb to be လဲ verb ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့မှာ form ရှိတယ်ပေါ့နော်သူ့ရဲ့ verb 1 form ကဘာလဲဆိုရင် am is are ဆိုတဲ့စာလုံး၃လုံးဖြစ်ပါတယ်သူ့ရဲ့ verb 1 form ကသူ့ရဲ့ verb 2 form ကဘာလဲဆိုရင် was were ဆိုတဲ့form ဖြစ်ပါတယ်သူ့ရဲ့ verb 3 form က been သူ့ရဲ့ verb ing form က being ဖြစ်ပါတယ် infinitive form ကကြတော့ be ပေါ့နော် be ဆိုတာဘာလဲဆိုရင်မူလအဲ့ဒါဘာလို့မြန်မာလို့ဆိုရှင်မူလ verb လို့ခေါ်ရဲပေါ့နော်ဆိုတော့ပုံစံမပြောင်းတဲ့ verb ပေါ့ infinitive လို့မှတ်ထားရပါတယ်သူ infinitive ကကြတော့ဘာလဲဆိုရင် be ပေါ့နော်ဆိုတော့ခုနတီချာတို့ပြောတာဆက်ကြည့်ရအောင်ဒါ continuous tense ကိုဆက်အခုကြည့်မယ်ပေါ့နော် continuous tense မှာတချို့ကဘာကိုသုံးလဲ verb to be ကိုဘယ်မှာသုံးလဲဆို continuous tense မှာသုံးတယ်ဆို continuous tense မှာ verb to be က main verb ဖြစ်တဲ့ verb ing ကိုတွားပြီးတော့မှသူကထောက်ပံ့ပေးတယ်ပေါ့နော်အဲ့တော့ am is our was were be being plus verb ing လို့ continuous tense မှာတည်ထားရပါမယ်ပေါ့နော်ဆိုတော့တချို့တို့တစ်ချက်ကြည့်ရအောင် continuous လို့ပြောရတဲ့အချိန်မှာခုနတစ်ချက်ပြောသလိုမျိုး past continuous ရှိမယ် present continuous ရှိမယ် future continuous ရှိမယ်ဆိုတော့မှချက်ပြောထားရတယ်ပေါ့နော်ဆိုတော့ဒီမှာpast continuous ကဘာလဲဆိုရှင်အတိတ်ကာလမှာပေါ့နော်အတိတ်ကာလကိုပြောရပြကြအောင်မလို့ဒါပြီးခဲ့ပြီပေါ့နော်ပြီးခဲ့ပြီဆိုရင်တို့က verb 2ကိုသုံးပါ verb 2 form တဲ့ဟာကိုသုံးပါပေါ့နော်အဲ့ဆိုရင် was were plus verb ing သုံးပါမယ်လုံနေတယ်ဆိုတဲ့အဓိပ္ပာယ် ing ရဲ့အဓိပ္ပာယ်ကတခုလုံနေတယ်ပေါ့နော်မပြီးသေးတဲ့ပြောစကားပြောနေတဲ့အချိန်မှာလုံနေတဲ့ action ပေါ့နော်ဆိုတော့
I reading a book at 10 a.m. yesterday ဆိုရင်မှန်ပါလားဆိုတော့မမှန်သေးဘူးပေါ့နော်ဆိုတော့ I continuous တဲ့ ing ကိုသုံးမယ် continuous ing သုံးမယ်ဆို ing တော့ပါတယ်ဒါပေမဲ့ရှေ့မှာ but to be မပါရင်မားရတယ်ပေါ့နော်ဒါပေမဲ့အခုက yesterday ဖြစ်တဲ့အတွက်ကြောင့်မလို့ is လို့ရေးမယ်ဆိုရင်မားရတယ်သူကဘာရေးရမလဲဆိုလို့ရှိရင် was တုံးပေးရမယ် I ဖြစ်တဲ့အတွက်ကြောင့်မလို့ I was reading a book at 10 a.m. yesterday မနေ့တော့10နာရီလောက်မှာသူစာဖတ်နေတယ်ပေါ့ဒါသူရဲ့ action တစ်ခုကိုပြောတာပေါ့နော်ဆိုတော့နောက်တစ်ခုအဲ့ဒါ past continuous နောက်တစ်ခုက present continuous ကြတော့ဘာပါမလဲဆိုလို့ရှိရင် am is are plus verb ing ဖြစ်မှာပေါ့နော်ဆိုတော့ she reading a book နာအခုသူစာဖတ်နေတယ်ပေါ့အခုလက်ရှိ present ပြစ္ဆုတ်ပံကာလမှာ तू ကစာဖတ်နေတယ်စာအုပ်တအုပ်ကိုဖတ်နေတယ်ဆိုရင် ing ပါတယ်ဒီမှာ verb to be မပါဘူးဆိုရင်ဒီ sentence ကမမှန်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့မထည့်ပြရမလဲဆိုရင် verb to be am is are ထဲမှာမှန်တယ် subject နဲ့ကြိုက်တယ် verb to be တစ်လုံးထည့်ရအောင်ပေါ့နော်ဒါဒီနေရာမှာ is ထည့်ပါတယ်ကဲနောက်တစ်ခု future continuous tense future ကြောင့် will shall plus will shall be plus verb ing လို့ဖြစ်မှာပေါ့နော် will လို့ပဲမှတ်ထားလိုက်ပါတော့ will beက infinitive ဘယ်လိုဆို model verb ရဲ့နောက်မှာ infinitive verb လိုက်တယ်ဆိုတော့ but to be ရဲ့ infinitive က be ဖြစ်တဲ့ကြောင့်မလို့ be လိုက်တယ်နောက်မှာဗာလိုက်ရမလဲဆိုရင် ing လိုက်မယ်ပေါ့နော်ဆိုတော့ he will reading a book လို့ပဲ tomorrow လို့ပဲရေးမယ်ဆိုရှင်မမှန်ဘူးဘာလို့လဲဆိုရှင် ing ပါရင်ဘာလို့မှာလဲဆိုရင်but to be လို့မှာပေါ့နော်ဆိုတော့ဒီမှာဗာထည့်ပေးရမယ်ဆိုရင် be ထည့်ပေးရမယ် will ပါတယ်ရှေ့မှာ will ရှိတဲ့အတွက်ကြောင့်မလို့ he will be reading a book at 10 a.m. tomorrow ဆိုပြီးမှအဲ့လိုလေးရေးပေးရပါမယ်ကဲနောက်တစ်ခု but to be ကိုဘယ်နေရာမှာသုံးသေးလဲဆိုလို့ရှိရင် but to be ကိုနောက်တစ်နေရာပေါ့နော် adjective နဲ့ noun တို့ရဲ့အရှိမ but to be ကိုတွဲသုံးပေးရပါတယ် adjective နဲ့ noun တို့ရဲ့အရှိမ but to be ထည့်ပေးလိုအပ်တယ်ပေါ့နော်ဆိုတော့ဥမာဒီ sentence လေးတွေကိုတစ်ချက်ကြည့်ရအောင် she beautiful သူမဟာလှပတယ်တဲ့ beautiful ကဘာလဲဆိုရင် beautiful က adjective ဆိုတော့ she beautiful လို့ပဲရေးရင် sentence ကမပြည့်စုံပါဘူး beautiful ရဲ့ adjective ဖြစ်တဲ့ကြောင့်မလို့ဒီရှေ့မှာတခြားဘာ verb တစ်လုံးထည့်ပေးရမှာမယ်အဲ့ဒီ verb ကဘာဖြစ်မလဲဆိုရင် verb to be ဖြစ်ရပါမယ် she is beautiful လို့ရေးပေးရပါမယ်နောက် number 2 က he a student သူကကျောင်းသားတစ်ယောက်လို့ပဲဖြစ်မှာဝေချာကမှပြည့်စုံဘူးပေါ့နော်ဆိုတော့ noun ဖြစ်တဲ့အတွက်ကြောင့်မလို့သူက verb to be ရဲ့ကူညီလေးလိုပါတယ်ဆိုတော့ he is a student ဆိုပြီးတော့မှသုံးပါတယ်ကဲ number 3 they smart kids သူတို့ဟာတော်ရဲကလေးတွေဖြစ်ကြပါတယ်ပေါ့ adjective နဲ့ noun နဲ့တွဲတဲ့ဟာလေးပေါ့နော်ဆိုတော့အဲ့ဒါသုံးမယ်ဆိုလို့ရှိရင် adjective တို့ noun တို့ပါမယ်ဆိုလို့ရှိရင် verb ပါရပါမယ် verb မရှိလို့မရပါဘူးဆိုတော့verb အနေနဲ့ဘာသုံးမလဲဆိုရင်ဒီမှာ verb to be ကိုသုံးပါမယ် they အများကြီးဖြစ်တဲ့ကြောင့်မလို့ are သုံးပါတယ်ပေါ့နော်ကဲ verb to be ရဲ့ singular form နဲ့ plural form ကိုတစ်ချက်ကြည့်အောင် singular ဆိုအနေကိန်း subject အနေဖြစ်တဲ့ he တို့ she တို့ it တို့ Lucy တို့ နဲ့ဆိုလို့ရှိရင်ဒီလိုမျိုး is နဲ့ was singular ကိုသုံးပေးရပါမယ်တကယ်လို့ subject တွေက you they we တို့ဒါမှမဟုတ် Lucy and David နှစ်ယောက်เนาะယောက်ျားဆိုလဲနှစ်ခုလူဆိုလဲ2ယောက်ပေါ့နော်အဲ့လိုမျိုးအများ subject အများဆိုရင်ရှင် plural form ဖြစ်တဲ့ are နဲ့ will တို့နဲ့သုံးပါတယ် am ကကြတော့အမြဲတမ်း I နဲ့ပဲ I တခုနဲ့ပဲသုံးပေးရပါမယ် okay ဆိုတော့ teacher တို့ဒီ lesson ကဒီလောက်နဲ့ပဲ teacher တို့နားလိုက်တော့မယ်ပေါ့နော်ဆိုတော့ teacher တို့ဘယ်လောက်ထိမမိလဲဆိုတာ quiz လေးတူတူဖြေကြည့်ရအောင်ကဲ true or false တဲ့အမှားမှန်လေးverb 1 forms of be are am is are တဲ့ am is are ဟာ be ရဲ့ verb 1 form ဖြစ်ပါတယ်တဲ့မှန်လားမှန်ပါတယ် verbs to be are used in perfect tense မှာ verb to be ကိုသုံးပါတယ်တဲ့ဟုတ်လားဟုတ်ပါဘူးเนาะ continuous tense မှာသုံးတာပါ plural forms of be are was were plural form of be are တဲ့ was နဲ့ were ဖြစ်ပါတယ် be verb to be ရဲ့အများပုံစံ was နဲ့ were ဖြစ်တယ်တဲ့ဟုတ်လားမဟုတ်ဘူးပေါ့နော် will ကတော့မှန်တယ်ဒါပေမဲ့ was ကတော့မဟုတ်ဘူး was က plural form မဟုတ်ပါဘူးအဲ့တော့ဒီ sentence ကမှားတယ်လို့ပြောလို့ရပါတယ် number 4 there are 3 forms of verbs verb forms က3မျိုးရှိပါတယ်တဲ့ဟုတ်ပါသလား
မဟုတ်ပါဘူး verb form ကဘယ်နှမျိုးရှိရလို့တင်ထားလဲ၄မျိုးလို့ပြောထားပါတယ်နော်ကဲနောက်တစ်ခုဆက်ကြည့်အောင်ကဲဒီမှာဒီ sentence လေးတွေမှာအမားလေးတွေပါတယ်ပေါ့နော်ဆိုတော့အမားလေးတွေလိုက်ရှာပြီးတော့မားတချို့တို့ပြင်ရမယ်ပေါ့နော်ဆို number 1လေးကိုတစ်ချက်ကြည့်အောင် Lucy a clever girl Lucy ဟာ clever girl ဆိုတော့မပြည့်စုံဖြစ်ပါတယ်ဆိုတော့စာလုံးလေးလိုတယ်ပေါ့နော်ဆိုတော့ဘာလိုလဲဆိုရင် verb to be လေးလိုပါတယ် clever adjective ဖြစ်တဲ့အတွက်ကြောင့်မလို့ verb to be လေးလိုရရှိမှာ verb to be Lucy ကတယောက်တည်းဖြစ်တဲ့အတွက်ကြောင့်မလို့ singular ဖြစ်တယ်ဆိုတော့ဘာထည့်မှာလဲဆိုရင် is ထည့်မယ်ပေါ့နော်Okay, number 2, mom is cook in the kitchen. Mom is cook in the kitchen. အမေက kitchen ထဲမှာဆက်ပြုတ်တယ်ပေါ့။အဲ့ဆိုဒီမှာ is ပါတယ် verb to be လေးပါတယ်အနောက်မှာလိုက်တဲ့ verb က verb 1ဖြစ်နေတယ်ဆိုရင်မှန်ပါလား။မမှန်ပါဘူးเนาะဆိုတော့ verb အရှင်းမှာရှိတဲ့ verb က verb to be ဆိုလို့ရှိရင်နောက်မှာ verb ing လေးထည့်ပေးရပါတယ်။ ing လေးထည့်ပေးမှမှန်ပါပါ။အဲ့ဒါလိုပဲ number 3ကိုတစ်ချက်ကြည့်အောင် students learning in the classroom ဒီမှာ learning မှာ ing ရောပါတယ်ဒါပေမဲ့ရှေ့မှာ helping verb မပါဘူးအဲ့ဆိုရင်ဒီ sentence ကမမှန်ပါဘူးဘာလို့လဲဆိုရင် helping verb လိုပါတယ် helping verb က verb to be လေးလိုတယ်ပေါ့နော် students ကအများကြီးဖြစ်တဲ့အကြောင်းမလို့ဒီမှာဗာထည့်မလဲဆိုရင် are student are learning in the classroom ဟုတ်ပါပြီ number 4ကြည့်အောင် they is playing in the playgroundကဲဒီ sentence လေးမှာဒီမှာ ing လဲပါတယ် ing ပါတော့ကြောင့်မလို့ရှေ့မှာ verb to be လဲပါတယ်ဆိုမှန်လားဒီ sentence ကမှန်လားမမှန်ဘူးလားမမှန်ဘူးပေါ့နော်ဘာမမှန်ဘူးလဲဆိုလို့ရှိရင် plural form နဲ့ singular form ကမားနေတယ်ဒီမှာ day ကအများကြီးဖြစ်တဲ့ကြောင့်မလို့ is နဲ့မသုံးဘူးဘာနဲ့သုံးမလဲဆိုရင်အများကြီးဖြစ်တဲ့ကြောင့်မလို့ are နဲ့သုံးပါတယ်တကယ်လို့ကိုကမတိချာသေးဘူးကောင်းမရသေးဘူးဆိုလို့ရှိရင်ဒီ video တွေကိုအရှိမတင်ခဲ့တဲ့သင်ခန်းစာကိုပြန်ပြီးတော့မှပြန်ကြည့်လို့ရပါတယ်နောက်တစ်ခေါက်ပြန်ကြည့်ပြီးတော့မှဒီဟာကိုပြန်ပြီးတော့မှဖြည့်ကြည့်လို့ရပါတယ်နော်တူလိုက်ကြည့်လို့ရပါတယ် that are a good husband အဖေရဲ့ကောင်းတဲ့ခင်မှုတစ်ဖြစ်ပါတယ်တဲ့a dad ကဘယ်နှစ်ယောက်ရှိလဲတစ်ယောက်တည်းပဲဆိုတော့ r သုံးရင်မှန်ပါလားမမှန်ဘူးပေါ့နော် dad am လို့သုံးမယ်ဆိုရင် dad am လည်းမဟုတ်ဘူးam ကအမြဲတမ်းမထားပါ am ကအမြဲတမ်း I နဲ့ပဲတွဲရပါတယ်တခြားသူနဲ့တွဲဘယ်သူနဲ့မှသူတွဲလို့မရသူ I နဲ့ပဲတဲ့တယ်ပေါ့နော် I နဲ့ပဲတွဲရပါမယ်ဟော dad ကတစ်ယောက်တည်းဆိုတော့ဒီမှာ is ထည့်ပါတယ်ပေါ့နော်ဟုတ်ပါပြီဒါကြတော့ဒီနေ့ video lesson ရဲ့အဆုံးပါပဲဆိုတော့မေးစရာလေးရှိရဆိုရှင် comment မှာမေးခဲ့လို့ရပါတယ်တိချင်တာလေးထပ်တိချင်တဲ့ဟာလေးရှိရဆိုရှင်လည်းပြောလို့ရပါတယ်တချို့ရဲ့ Smart Garden English ကိုလည်း follow လုပ်ခဲ့ပေးကြပါဦးနော် Thank you see you next time bye bye